Okay ကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့ဟို AUD USD အဆက်လေးပဲပေါ့နော်ဒီမှာကျွန်တော်တို့ C2 ကိုမှ C2 ကိုမှကျွန်တော်ဟိုရပါတယ်ဗျာ C2 ကိုမှ C2 reversal expansion IR သွားဖို့တော့ ready ဖြစ်ပြီတင်တယ်ဒါပေမဲ့ဆိုးတာကဒီမှာ I key level တခုရှိမှမသိဒီမှာ inverted gap တခုတော့ရှိတယ်ပြီးတော့ဒီ key level အနည်းဆက်ဆုံးရှိတယ် inverted gap key level refining ကိုမှ CRT ဟိုရရနော်တချင်း lyrics ပါလို့မရ okay mouse ကလည်းနည်းလေးနေ recording နဲ့မလို့ recording နဲ့ download တွေ run လာတော့ဟိုဖြစ်ဒီ volume profile okay volume candle volume footprint okay because of bull okay ကျွန်တော် volume ကလည်းနေချင်ဆို volume ကလည်းကျွန်တော်ဖက်မှာပါတယ်ဘာရဆဲလာအနေနဲ့ကြည့်မှာ okay volume ကလည်းပါတယ်ဆိုတော့ရတယ်အကုန်လုံး AC ပဲကျွန်တော်ဒီမှာ C2 closure ပြန်ရတယ် C2 closure ကိုမှကျွန်တော်တို့ less ဒီမှာကျွန်တော် refine လုပ်လို့ရတာကဒီမှာ C2 ဖြစ်သွားရင်ကျွန်တော်တို့ key level တစ်ခုရှိမယ်ဘယ်ထိလာမလဲပေါ့နော်အဲ့ဒါကျွန်တော်တို့ဒါက daily produce a new key level or a new H4 key level တော့ဒီအောက်ထိလာမလားအဲ့ဒါချက်ကြည့်ရအောင် okay ကျွန်တော် less resource မှာကဒီကောင်ရှိမယ်ဆိုတော့ကြိုက်တဲ့နေရာကိုလာကျွန်တော်နောက်တစ် trade လို့ရရပါတော့ less resource အထိလာပြီးတော့ဒီ less resource အထိလာပါဗျာတက်တယ် inducement ဒီနောက်မှာလာစားဟောဒီ candle မှာကျွန်တော်ဝယ်ခိုင်းလိုက်ပြီးတော့ကျွန်တော်တို့ဒီကောင်တွေအကုန်လုံးချိန်တယ်အောက်ကကောင်ချိန်တယ်ပြီးတော့အောက်ကနေမှသူတခါ AMD model နဲ့ပြန်တက်သွားတာနော် okay ကျွန်တော်နောက်နေ့တွေမှာ entry ရဖို့ကကြတော့ whoa price is expanding already okay ကျွန်တော်ဒီတဲ့အတိုင်း CRT model နဲ့ expansion ဖြစ်တဲ့အတွက်ဒီကောင် retracement ဒီကောင် another expansionဒီမှာဒီလိုလေး retrace လာနေတယ်မှာ session timing လေးနဲ့ retrace လာရင်ကွက်တီပဲဒီမှာ inducement စာ breakout structure ဒီမှာ breakout တကယ် breakout ကဒီမှာဒီကတက်တဲ့ဆင်းတယ်ဒီနောက်မှာကအကုန်လုံးကဖြစ်တော့ IRL တကယ် inducement ကကျွန်တော်တို့ဒီမှာ real inducement မစားဘူးဒီကောင်ဒီ liquidity ကိုစားတယ်ဒီမှာ fair value က key level အရင်နေပဲ fair value က key level reject ကနေပဲကျွန်တော်ပြန်တက်သွား inducement မစားပါဘူးပေါ့နော် inducement မစားပါဘူးဒီမှာ breakout structure တခုထည့်ရတယ်ဒီကောင် breakout ဖြစ်တဲ့ခါမှာ inducement ကဒီမှာselect တက်သွားတယ် select တက်သွားဒီမှာကျွန်တော် liquidity pullback တကယ် pullback main pullback ပြန်ရတယ်pullback ABCD ဒီတက်တဲ့စနစ်တက်တယ်ဒီမှာ pullback ပြန်လာတယ်ဒီကောင်ထပ်စားတယ်ဒီကောင်ဒါမှစား fair value က breakout structure ဖြစ်တဲ့အတွက်ဒီကနေပဲတက်သွားတယ်နော်ဒီကောင်လေးဒီတော့လာစားပါသေးတယ်ဟောဒီမှာက H1 မှာ wick ဖြစ်နေမယ်လေH1 wick it's not fresh butတက်တယ်ကျွန်တော်တို့ဝယ်ဖို့ချင်နေတာဒီမှာက market structure shift သွားတယ်နော်လန်နေပြီးလန်စားတဲ့အချိန်မှာ market structure shift ပြီးတော့ဒီကနေ retrace ပြန်လာကြီးတယ်အဲ့တော့ video ကနေတကြောင် short တော့ရမယ် short ကိုမှဒီကောင် 50% wick 50% ကနေwick 50% နဲ့ကောက်စင်ချလာတယ်
pullback ကျွန်တော် aura block ကဒီ decision aura block ကိုဒီ aura block ကို sweep ဒီက aura block ကိုပါစားခံလိုက်ရတယ်စားခံလို့ရပြီးတော့ဒီအောက်က mitigate လုပ်ပြီးသား zone ကနေပဲပြန်တက်သွားဒီမှာ break out ဖြစ်တဲ့အချိန်မှာကျွန်တော် apex နေရာတစ်ခုထပ်ရှိရယ် this all on 15ကျွန်တော် pullback ကိုဒါ short တစ်ချောင်းရနော်ဒီမှာ market ကတော့တက်မှာဒါပေမဲ့ဒီမှာ retrace ခဏလာ retrace ကိုကျွန်တော်တို့တိုင်းချကွာ negative 2 tt negative 2နဲ့ဒီကြားထဲမှာပဲ reverse ပြန်လာတွေ့မယ် I'm so fucking angry they are not monthly high ထိကျွန်တော် target ကဒီမှာ monthly high ဒီကျွန်တော်တောက်လျှောက် scaling လုပ်တယ်ဟိုနေ့ကဒီနေ့ကကျတော့ဒီမှာ C2 ဒါ C3 ဒါ C4 C2 C3 C3 မှာအဆုံးထိကိုနော် validation point အဆုံးထိကိုရောက်ချလာအဲ့လိုလည်းဖြစ်တတ်တာပဲဘာလို့လဲဆိုဒီမှာကဒီမှာကရင်ကသူက work အရှိန်နဲ့ reject ပြီးသားနောက်နေ့ရောက်တယ် Asian မှာ okay ဒီမှာဆို 0.2 stop loss 0.3 stop loss ဒီမှာလည်းဒီ stop မနက် stop loss ကဒီနားမှာနေH1 ကိုကြည့်အောင်အဲ့ဒါမှာ H1 support form ဖြစ်သွားတာ M50 မှာတွေ့တယ် H1 ကဒီမှာ H1 ကဒီမှာဒီနားမှာပဲ stop loss ထိုင်ကျွန်တော် stop loss ထိနိုင်This support is already medicated ဖြစ်ပြီးသား support level အနေပဲ since the die C2 C2 2 3 4 5 scan is going to expand then ကျွန်တော်ဒီနားမှာပဲဒီ medicate လုပ်ပြီးသား zone အနေပဲကျွန်တော် entry လို့ဝယ်မယ်ဆိုရင် which is fucking riskyကျွန်တော်ဆိုရင် support တစ်ခုဖြစ်သွားတယ် support တစ်ခု C2 မှာဘယ်နေရာနေထပ်ဝင် C2 form နိုင်ဒီမှာ break out ဖြစ်တဲ့အချိန်မှာ last resort အနေပဲဝင်လိုက်တယ်ဒီရှေ့က entry မှာဆိုရင်5 minute မှာတစ်ပြန်ကြည့်ဒီမှာကြောဒီ last resort လာပဲねဒီမှာဒီ candle လေးကနေဝင်Can how do I know? Just so can a rejection tree and can a closure mark out when channel. Really some so why yeah fit lot fit my 30 pips stop law fist point stop law yeah they will about jam okay I'm fine မှာသွားပြီးတော့ candle rejection နဲ့ဒီမှာ last resort ပဲကျွန်တော် stop loss ထားလိုက်တယ်ဒီမှာဆိုရင် last resort M5 okay M5 is enough bro if you know the direction like you don't even have to go to M1 so ကျွန်တော်နောက်နေ့မှာဒီမှာကကျွန်တော် Tuesday ရောက်သွားပြီ or Monday ထိကိုတော့ရှောက်ပတ်နေတော့ကျွန်တော် M50 မှာ decision and order block okay we stay bullish right we stay bullish so I fucking love this song bro hey ဒီကနေခဏဒီမှာ stretcher shift တဲ့အချိန်မှာကျွန်တော်ခဏကြီး too short ပဲအဲ့ဒါ I'm fine နဲ့ကြည့်အောင် we didn't reach to like the counter trend short တိတ်ထိမရတော့ဘူးဗျာ
တော့50 wick ရဲ့50%နေပဲကျွန်တော်ခြေလိုက်တယ်ခြေပြီးတော့ဝေးဒီစားမယ်ဒီအောက်က swim point ဒီကောင်လေးရှိရဲ swim point ထိဒါမှမဟုတ် NYOB ထိသွားမယ်ဆိုပြီးတော့တန်းရရင်တော့ယူရမှာပဲဟုတ်တယ်မလား H1 လောက်ထိပြန်သွား H1 လောက်ထိပြန်သွား okay support pure support H1 is not pure support ဒီက OCR already medicated OCR already medicated OCR already medicated traditional SNR is much better than gap right traditional SNR ENV this already it's not fresh but it's good to use Selankata တွေပါပြန်ကြည့်ရမှာဗျာအဲ့တော့ဟိုကြောင့် F5 မှာဟိုဆွဲချတာ so negative to negative 4နဲ့လုံးလိုက်အေးဗျာလို့ကြီးဖြစ်တယ် yep like this so negative 2 already let's see the body to body projection okay right here body to body projection and 5 right going traditional SNR မှာဒီကောင်လေးကကျွန်တော်တို့တက်we get a rejection to win challenge so yeah not going to sweet can I don't know okay M5 ma oh my god we missed by a few pips liquidity စားပြီးတော့ပတ်မသွားတယ်ဒီကောင်H1 was oh the gap shit gap tail on my thing I'll keep it bro we missed by a few pips brother very few pips to that sangamanema to liquidity sweep breakအေးပြတ်တော့လေးနေလို့ဟုတ်တယ်တော်တိတာဒီမှာ breakout structure ဖြစ်တယ်ဒီမှာဒါကကျွန်တော်တို့ liquidity ဒါပေမဲ့50% profit ရဲ့50% 70% တော့ retreat ပြန်လာရတာတော်တော်လေးတော့ခံနော်ဒီဆိုအကောင်ပန့်ပြီးတော့ or entry နာတော့ပြန်ရောက်လာbro that's just hard bro anyway we're gonna go to like very obvious tree breakout ဖြစ်ပြီး breakout ဆိုရှာဖြစ်ပြီး retreat ကပြန်လာမှာပဲဒါဆိုရင် New York ကျမှကျွန်တော် entry ရဒီက entry အကုန်ရှိထားရရပါI'm file on my do startup to cool dot shop I got okay liquidity side so M5 liquidity side we đang cho liquidity side thì có một test side là favorite gap thế nào là mèo là chỉ nói nhau bảo luôn cho nó three thắt thế này this is already in the equilibrium point equilibrium point so H1 was into cái này nó cho cái con sai so equilibrium point nào rồi nhau này vậy so cho nó bien so điều cái mấy ai nó điều này DT expansion vậy này equilibrium point thì giao này làဖြစ်တဲ့အတွက်ဒီကနေ့ high low D50 okay
equilibrium point ကနေကျွန်တော်ဝယ်ရမယ်မယ်ဒီမှာ equal high ဆိုတော့နှစ်စင်းလိုက်ဝယ်ဒီမှာနော်ဒီမှာ V ကျွန်တော် next opportunity wick ကတော့တော်တော်ရှည်ကျွန်တော် Asia မှာကျွန်တော်QM ပေါ့ M50 မှာဆို QM လေးရနေဝယ်struggling to break QM ဒီကောင်လည်း V ပဲ H1V M50 မှာက QM very perfect and အဲ့ဒါကိုကျွန်တော်သိချင်တာဒီမှာ liquidity sweep breakout structure လုံးဝမဖြစ်သေးဘူးokay ဒါပေမဲ့ကျွန်တော်ဒီနားမှာဒီကြည့်လို့ရတာကokay ဒီ H4 ကန်တယ်ဒီ H4 ကန်တယ်50% ဒီမှာ 50% က QM နဲ့ align ဖြစ်နေအားကြောင့်ဝယ်လိုက်တယ် so ဒီ start of the move ကကျွန်တော် H4 အုံနီနဲ့ကြည့်အောင်okay တစ်ပစ်နှစ်ပစ်လောက်လေးလိုရနော် that's why I'm telling you traditional support and resistance is very much better ဒီမှာဆိုရင်ဒီကောင် medicated already ဟောနော်ဒီ level ဒီကောင်စားတယ်ဒီကောင်က traditional support traditional နေရာရောက်လာတယ်ဒါပေမဲ့ဒီ H4V အထိမရောက်လာတော့ကျွန်တော်ဒီထက်လာတယ်ဒီကနေပဲကျွန်တော်ဝင်လိုက်ရတယ်နည်းနည်းလေးတင်လိုက်တော့ရအောင်ဒီကောင်ဒီ key တွေပဲဒီမှာဆိုရင် key တွေဒီကောင်လည်းမဆိုဒါပေမဲ့ Asia session မှာကျွန်တော် H1 ပြန်ကြည့်ရင်ဒီကောင်က breakout ဖြစ် okay ဒီကောင် H4 H1 fresh H4 မှာလည်းH4 မှာဒီကောင် H1 မှာလည်း equilibrium price ဖြစ်တယ်breakout ဖြစ်သွားတယ် breakout ဖြစ်ပြီးတိုင်း retreat ပြန်လာရင်ကျွန်တော်ဘယ်ထိပြန်လာဘယ်ချိန်နေမှာကျွန်တော် breakout retreat ကိုတီးလိုက်တယ်ဆိုတော့ဒီမှာစားတယ်ပြီးတော့ဒီမှာ breakout structure ဖြစ်တယ် breakout structure ဖြစ်ပြီးတော့ပေါ်ဘက်ကိုတက်ပြီးတော့ပန့်သွားတယ်ဒီမှာဒီကောင်ကိုစားတယ် okay New York ပြန်ရောက်လာတယ်ကျွန်တော်ဒီ Apex ကိုပြန်လာမှာချက် sure Apex မရောက်လာတော့ကျွန်တော်ပြောတယ် H1 wick 50% wick 50% ဒီမှာရောက်လာIt's more than 8.5 pips so like 70 pips so it's not ideal so we're gonna refine it to M30 မှာလည်း less Apex ကဒီမှာ less Apex ဒီကောင်က M30 မှာaura block OCL ဖြစ်သွားF50 မှာလည်းဒီကောင်တူတူပဲ50% အထိပဲရောက်လာနော်ဒီနေ့မှာဆိုရင် Wednesday ကကျွန်တော်ဘာနေ့ဖြစ်မလဲ okay Wednesday ကကျွန်တော်ဒီနေ့မှာခါကျဒီလိုဒီ entry တစ်ခုနဲ့ဒီနာ entry တစ်ခုပဲရလိုက်တော့ရ entry ကကျွန်တော်ရင်းတော့မကောင်းဘူးဟို liquidity စားတယ်ဒီကောင်ဒီမှာ liquidity စားတယ်ဒီကောင်ကဘာကြီးလဲ breakout structure ဖြစ်တဲ့ point breakout structure ဖြစ်တဲ့ point ဆိုကျွန်တော်ပေါ်ဘက်ကိုဆွဲမှာပေါ့ဒီလိုက်ပါရင်ဒီမှာ breakout structure ဖြစ်တာ F15 breakout structure ဒီအောင်မှာဒီမှာ multiple candle rejection new solely found a new H1 support no it's not even H1 support bro it's M50
It is purely M15. Also that was all. This is the opening closing here. This is the last. Okay, QM. Apex ကနေကျွန်တော် M5 rejection နဲ့တွေ့နေရဖြစ်တဲ့အတွက် support level rejection လာတယ်ပြီးတော့ breakout ထပ်ဖြစ်သွားတယ် anyway okay 10 point stop loss no we didn't get tech so ဒီလိုမျိုးလေးမြင်တော့ 8 point M50 liquidity sign to a breakout try failure to break out so fail to break up jump fail to break out fail boss time ကျွန်တော် line လေးပြောင်းတာ fail bots အပေါ်ဘက်ကို break out shift အပေါ်ဘက်ကို can close မလုပ်သွားအောင်နော်အဲ့တော့ကျွန်တော် fail bots လို့ခေါ်တယ် okay ဘာထက်ရှိအောင်လဲဆိုတော့ကျွန်တော်ဒီကောင် inducement valid fail to break out ဒါလေးကျွန်တော်ဖြတ်လိုက်တာဒီမှာက liquidity အောက်မှာပဲ liquidity ပြန်ဖြစ်သွားတယ်ဒီကောင် inducement liquidity ပြန်ဖြစ်သွားတယ် failure to break out တစ်ဖက်ဘက်ကို fail to break out ဖြစ်တိုင်းကျွန်တော်နောက်တစ်ဖက်က liquidity ပြန်လာစတယ် fail bot ဆိုရင်ဒါ inducement ဒီကနေပဲကျွန်တော်တို့ထပ်ပြီးတော့ပန်တာ holy shit that's why I'm telling you it's the last liquidity last liquidity ထိလာစားပါပါတယ်ကျန်ရဟလောရkey level နော် key level let's see ကျွန်တော်ဆို missing maybe long stop loss ရမ်းများ let's liquidity ကြိတ်အောင်ဆောင် target ရောက်တဲ့အချိန်မှာကျွန်တော် rejection တွေတောက်လျှောက်တွေ့ရတယ်ကျွန်တော်ဆိုအဲ့ဒီတကြောင်ရတယ်ဒီမှာဆိုရင် rejection ဒီထိတ်ထိ high embed new ကပါ FOMC speech တွေနေမှာပါ oh okay တောက်လျှောက်ပတ်သွားရင် target ကိုလည်းရောက်သွားတယ် EQA ဆိုတာကျွန်တော် daily weekly okay daily ကလည်းပဲကြည့်အောင် C2 C3 C4 C5 C6 ထိရောက်သွားဒီ high ပေါ်မှာကျွန်တော် key level fresh ရှိတယ်ဒီ key level လုံးဝ respect မပေးဘူး break out ဖြစ်သွားတယ်နော် liquidity key level that's gonna go down but no okay we got this okay အကုန်လုံးပြန်ဖြတ်လိုက်တော့မယ်နော် so reject weekly ဒီမှာ and then reverse the resistance level တခုရှိတယ် AMပေါ်မှာ ordinary ရှိတယ်ခုန long နေမှန်းလည်းမအောင်ဆိုဒီနာဒီ level ထိ long လို့ရတယ် liquidity key level အဲ့ဒီအနာနေ reject ကြမှာမသိဘူးအနာတော့မရောက်ဘူးထင်နေ
RBS ကနေကွန်ဆိုစပြီးတော့ကွန်ဆိုသွားရင် new okay ဒီပိုင်းရတော့